ဆရာတဲ့တချို့ဝိဇ္ဇာတွေပေါ့နော်အင်းဝိဇ္ဇာစေဝိဇ္ဇာဗရာဝိဇ္ဇာတန်ဝိဇ္ဇာနော်အဲ့ဒီလိုဝိဇ္ဇာမျိုးတွေကြတော့အဲ့လိုစေဝိဇ္ဇာဆိုရင်စေဝိဇ္ဇာပေါ့အင်းဝိဇ္ဇာဆိုအင်းဝိဇ္ဇာအဲ့ဒီလိုခေါ်တယ်တဲ့ကျွန်တော်တို့အဘတွေကြတော့ဘယ်လိုဝိဇ္ဇာတွေမှာပါတယ်လဲပေါ့နော်ဘယ်လိုခေါ်တယ်လဲပေါ့အဲ့ဒါလေးကိုကျွန်တော်ပြောပြမယ်ကျွန်တော်တို့ဂိုင်းတော်ကနော်အဆုံးမှာနော်အမ်ပွိုင်ပေါ့ဗျာနောက်ဆုံးအမှတ်နောက်ဆုံးအဆင့်မှာဘာလဲဆိုတော့အဖေကြီးဦးမြခင်ပြောခဲ့တဲ့တိတ်ဝေတွေထဲမှာเนาะကျွန်တော်ကြားဘူးတဲ့အတိုင်းပေါ့เนาะပြောပြမယ်ဆိုရင်မက်ဝင်ဖိုးပေါင်းနိဗ္ဗာန်ရောက်တဲ့အရိယဝိဇ္ဇာကိုင်းအဖေကြီးတိတ်ဝေတွေမှာဖော်ပြခဲ့ပူပါတယ်အဲ့တော့ကျွန်တော်တို့အဘတွေကိုဘယ်လိုဝိဇ္ဇာလဲလို့ခေါ်ရင်အရိယဝိဇ္ဇာလို့ခေါ်လို့ရပါတယ်ဘာကြောင့်အရိယဝိဇ္ဇာလို့ခေါ်လဲဆိုတော့ဂိုင်းတော်ကြောင့်အဖဘိုးတော်ဟန်ကအသားပေးပြီးဟောခဲ့တာဘယ်နေရာမှာဟောကြပြီးမိမ့်မာခဲ့တယ်လဲဆိုရင်ကမ္မထန်40တွေကတပါးသောကမ္မထန်မိမိကြိုက်နေတဲ့ကမ္မထန်ကိုကျင့်ကြံပွားများအားထုတ်လျင်တဲ့နော်စိတ်ကြံသမျှပြီးမြောက်တကုတ်ဆူရှာထက်မြက်ပါလိမ့်မယ်တဲ့ဒါဘယ်နေရာပြောတယ်ဆိုတော့ကျွန်တော်တို့မှာနော်စေးတော်လဲစွမ်းတယ်နော်တစ္ဆာ3ချက်လဲလုံမယ်အကျင့်သီလလဲကောင်းမယ်ဆိုရင်အားလုံးကပြည့်စုံနေပါတယ်နော်ဒါကြောင့်အားလုံးပြည့်စုံတဲ့အတွက်ဒါကလောကီနယ်ပယ်မှာပြည့်စုံပြီးလောကုတ္တရာနယ်ပယ်ဖြစ်တဲ့ကမ္မထန်40ကိုအားထုတ်သမထဝိပဿနာသမထအလုပ်ကိုလုပ်ပြီးတော့မှခန္ဓာကိုဉာဏ်ဆိုင်ဝိပဿနာဉာဏ်ကိုကူအစင်းမြင့်တဲ့ဝိပဿနာဉာဏ်ကြီးကိုကူပြီးတော့မေတ္တရားဖို့တရားတွေရအောင်အားထုတ်ပေါင်းမြောက်ပြီးတော့နောက်ဆုံးအဆင့်မှာနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားကြတာပါဒါကြောင့်မလို့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့ပညာရည်ကြီးဖြစ်တဲ့အတွက်အရိယဝိဇ္ဇာဂိုင်းလို့အဖေကြီးကတိတ်ဝေထဲမှာအတီလင်းဖော်ပြခဲ့တာပါเนาะဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အဘတွေကိုအရိယဝိဇ္ဇာလို့ခေါ်ရင်မမှားပါဘူးဒါကြောင့်မလို့အရိယဝိဇ္ဇာတွေဖြစ်ကြပါတယ်ကျွန်တော်တို့အဘတွေကเนาะအဘအဲ့ဒါကိုလာပြီးရှင်းပြပေးတာပါအားလုံးကျေးဇူးတင်